တမပါစေပုရပါဟေဝီလာကိုမိတ်ခိုရှိရှုအလဘမေကလာပါကျွန်တော်မိတ်ခိုရှိရှုဖြစ်ပါတယ်အခုကျွန်တော်ကိုယောမနုမနောတမအကြောင်းအချင်းချုပ်ကျွန်တော်တိဆက်ပြတော့မှာဖြစ်ပါတယ်ဗျာပထမဆုံးလိတက်အနေနဲ့ကိုယောမနုမနောလူမျိုးများတီအရှအလိုက်ပါမိုကိုကုန်းမြင့်ဒေတာမှာတပတ်တော့တဖြည်းဖြည်းစေးတက်လာကြတီမိုကိုလီယာနော်ရီများဖြစ်ကြပါတယ်တရုတ်ပြည်အနည်းရှိစင်ကီဟုခေါ်တော့အရာဒီတာမှာတစ်စစ်ကရကီရေပိုးရှားလို့နဲ့အတူစေးတက်လာခဲ့ကြသည်ဟုဘိုးဘွားများကအစစ်အဆက်ပြောကြားခဲ့ပါတယ်လာခီတချောင်းဒီပဝီတလာယခုမာဒီလီနာစခါချခဲ့ပြီးထိုမတစ်စစ်တပ်ပဲမြစ်ဝါဂျိုးပေါ်နဲ့ပေလက်ပြေအထိရောက်ရှိတော့ခဲ့ကြသည်ဟုဆိုပါသည်နောက်ပါဒီမှာတောင်တားဒေတာများတို့ပြန်လဲအခြေချနေထိုင်ခဲ့ကြခြင်းဖြစ်ကြောင်းဓမ္မအရာမှတ်သားတည်ထားပါသည်အချုပ်တော်တကြီးရုံအမြတ်ဤပြောကြချက်အရာလိုခဲ့တဲ့နေပေါင်း900မှာ600ခကျန်းထီရုပ်ဖျားရှိရာဒေတာမှာမြောက်ပဲတို့တဖြည်းရွှေ့ပြောင်းလာပြီးဂရင်းနီပြည်နယ်အတွေ့တို့ရောက်ရှိလာခြင်းဖြစ်ပါတယ်လို့ဆိုထားပါတယ်တိပဲမြန်မာအုပ်စုဝေဂရီနယ်စုထက်ကပါဝေပြီးကရဂရီနီမြို့နယ်စု9စုထက်မှတစုအဖြစ်တတ်မှတ်ခံခဲ့ရပါတယ်1882ခုနှစ်ဝန်းကျင်တွင်ခရိယတော်တော်ပြုများနှင့်စတင်ထိတွေ့မှုရှိခဲ့ပြီးလူမျိုးစု၏ရည်ကျင်းမှုနှင့်ဆံပေကိုထိန်းသိမ်းရာကြိုးပမ်းခဲ့ကြသည်1933ခုနှစ်တကောင်စရေးအရခရိယဘာသာဝေဥယျာဉ်တိတိတတာတိုးတက်လာခဲ့သည်ဟုဖော်ပြထားပါသည်ယခေကနေထိုင်ရာဒေတာအလားဒုက္ခနှင့်နဖဲအုပ်စုတွင်မနုမနောဟု၎င်းဒီလာကျိုအစုတွေကိုရဟုလကခေါ်ဆိုခဲ့ကြတဲ့ဖြစ်လူမျိုးစုအတွေ့ကွဲပြားမှုများရှိခဲ့ပါတယ်လူမျိုးစုကြားစီလုံးမှုရရှိစေရအတွက်အမျိုးသားဗဟိုကော်မတီနဲ့စာပေနဲ့ရည်ကျင်းမှုကော်မတီတို့က2025ခုနှစ်မေလ30ရက်နေ့တွင်ထုတ်ပြန်ချက်ထုတ်ပြန်ကကိုရမနုမနောဟူသောအမည်ကိုတပြေးညီသုံးဆွဲရာတဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်ဟုဖော်ပြထားပါတယ်ကယမနုမနောအမျိုးသားနေ့ကိုဇန်နဝါရီလ3ရက်အမျိုးသားနေ့အဖြစ်တတ်မှတ်ကမိမိတို့ဓမ္မအကြောင်းနဲ့ရည်ကျင်းမှုကိုဖော်ထုတ်ပြသသည့်ဘွဲတော်များကိုလည်းနှစ်စီကျင်းပလက်ရှိပါတယ်အခက်ခဲကြုံသည့်အခါတမဟုတ်အမိပေးသည့်အခါများတွင်ကျဲရွတ်ဖြစ်ဗေဒီမေသည့်ဒလိကိုယနေ့တာအလေးထားလှုပ်ဆောင်ကြသည်နိကုတ်အနေနဲ့ရှစ်အခါကတရေပေါ်တွင်ရေးထားသောမိမိတို့၏စာပေကိုခွေကစားပြခဲ့သောကြောင့်စာပေပြောက်ဆုတ်သွားရသည်ဟုသောတဒိုင်မှာကောယောမနုမနောလူမျိုးစုကြားသည်ထေရှားခဲ့သည်ဟုဖော်ပြထားပါသည်အစောထိနားစေပေးခဲ့ကြသည့်အတွက်ကျွန်တော်ခိုရှိရှောကနေကျေးဇူးအထူးတင်ရှိကြောင်းပြောကြားလိုပါသည်